လေရင်မှုဆရာဝန်နဲ့ရှေ့နေအဖြစ်ကဘာပတ်ပြီးလှည့်စားခဲ့သူလူတစ်ယောက်အနေနဲ့လေရင်မှုဖြစ်ဖို့ဆရာဝန်ဖြစ်ဖို့ဒါမှမဟုတ်ရှေ့နေတစ်ယောက်ဖြစ်ဖို့ဆိုတာနှစ်ပေါင်းများစွာစူးစမ်းသင်ယူရတဲ့ခက်ခဲတဲ့ကိစ္စရပ်တွေပါဒါပေမဲ့အမေရိကန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့အသက်20နှစ်တောင်မပြည့်ခင်မှာဒီအလုပ်ကင်3ခုစလုံးကိုကျွမ်းကျင်ပိုင်နိုင်စွာဟန်ဆောင်လုပ်ကင်သွားခဲ့မှုလေဆိုရင်မိတ်ဆွေယုံနိုင်ပါမလားသူကတော့ Leonardo DiCaprio နဲ့ Tom Hanks တို့ပါဝင်သရုပ်ဆောင်ထားတဲ့ကမ္ဘာကျော်ရုပ်ရှင် Catch Me If You Can ရဲ့မူရင်းဇာတ်ကောင်အစ်စ်မှန် Frank Abane Frank Abagnale ပဲဖြစ်ပါတယ်1948ခုနှစ်ဖွာနယူးယောက်ဇာတိဖြစ်တဲ့ Frank ဟာအသက်16နှစ်အရွယ်မှာမိဘတွေကွာရှင်းပြတ်ဆဲမှုကြောင့်စိတ်ဒဏ်ရာရကအိမ်ကနေထွက်ပြေးခဲ့ပါတယ်သူ့မှာပတ်စံတစ်ပြားမှမရှိပါဘူးဒါပေမဲ့သူ့မှာတဘာဝကပေးတဲ့ထူးခြားတဲ့အားသာချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့သူ့ရုပ်ရည်ဟာ16နှစ်သားနဲ့မတူပဲ26နှစ်လောက်ထင်ရအောင်ရင့်ကျက်နေတာပါပဲဒီအားသာချက်ကိုအသုံးချပြီးသူဟာမွေးသက်ဂရစ်ကိုပြင်လိုက်ပါတယ်သူ့ကိုယ်သူအသက်10နှစ်လောက်ပိုကြီးအောင်လှုပ်လိုက်ပြီးနောက်မှာတော့ကဘာကိုပတ်မဲ့သူ့ရဲ့မယုံနိုင်စရာလိမ်လည်မှုခီးစဉ်ကြီးစတင်ပါတော့တယ်ဖရန့်ဟာဖန်နဲ့လေချောင်းလိုင်းကလေရင်မှုတစ်ယောက်အဖြစ်စတင်ဟန်ဆောင်ပါတယ်သူကဟိုတယ်ကအဝတ်လျှော်သူတွေယူနီဖောင်းကိုဖျောက်လိုက်လို့ပါဆိုပြီးပါနတ်စွာလိန်ညာကလေရင်မှုဝတ်စုံတစ်စုံရအောင်ယူခဲ့တယ်လို့ကတ်တူကိုလည်းကိုယ်တိုင်ပြုလုပ်ခဲ့ပါတယ် Frank Williams ဆိုတဲ့နာမည်နဲ့သူဟာလေရင်ကိုကိုယ်တိုင်ဝင်မမောင်းပါဘူးလေရင်မှုခန်းထဲကအပိုထိုင်ကုန်း jump seat မှာလိုက်ပါစီးနှင်းခွင့်ရတဲ့ dead air စနစ်ကိုအခွင့်ကောင်းယူပြီးနိုင်ငံပေါင်းများစွာကိုအခမဲ့ခီးထွက်ခဲ့ပါတယ်ရဲတွေခြေရာခံမိလာတဲ့အခါသူဟာဂျော်ဂျီယာပြည်နယ်ကိုပြောင်းရွှေ့ပြီးဆရာဝန်အဖြစ်ဟန်ဆောင်ပြန်ပါတယ်အိမ်ငါးစာချုပ်မှာဒေါက်တာလို့ဖြည့်လိုက်ရာကနေဇလန်းစာတာပါတိုက်ဆိုင်စွာပဲသူဟာတကယ်ဆရာဝန်တစ်ယောက်နဲ့အိမ်နီးချင်းဖြစ်သွားပြီးအဲ့ဒီဆရာဝန်ကသူ့ကိုဆေးရုံမှာအလုပ်သွင်းပေးလိုက်ပါတယ်The Frank Connors အမည်နဲ့သူဟာညဆိုင်ကြီးကြပ်ရေးမှုယာဒူးကိုရခဲ့ပါတယ်ကံကောင်းတာကသူကလူနာကိုကိုယ်တိုင်ကုသရတာမဟုတ်ပဲအလုပ်တင်ဆရာဝန်တွေကိုကြီးကြပ်ရတာပါအလုတ်တင်တွေပြောတာကိုခေါင်းညိတ်လိုက်ဟုတ်မှန်ကြောင်းလက်မှတ်ထိုးလိုက်နဲ့10 လကြာအောင်ဘသူမှရိပ်မိခြင်းမရှိဘဲနေနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာသူဟာလူဝီဇီယာနာပြည်နယ်မှာ Robert Bly အမည်နဲ့ရှိနေအဖြစ်ဟန်ဆောင်ပြန်ပါတယ်။ Harvard တက္ကသိုလ်ကဘွဲရတယ်လို့လိမ်ညာဖို့အတွက်မှတ်တမ်းအတုတွေလုပ်ပါတယ်။အန်ဩစရာအကောင်းဆုံးကတော့သူဟာခက်ခဲလွန်းတဲ့ပြည်နယ်ရှိနေလိုင်စင်စာမေးပွဲကိုတကယ်ဝင်ရောက်ဖြေဆိုပြီးအောင်မြင်ခဲ့တာပါပဲ။ပထမ2ကြိမ်ကြပြီးတတိယအကြိမ်မှာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုကိုသက်သေပြနေပါတယ်။သူ့ရဲ့အဓိကဝင်ငွေကတော့ချက်လက်မှတ်အတုလုပ်ခြင်းဖြစ်ပါတယ်။သူဟာဘန်စနစ်ရဲ့ဟာကွက်တွေကိုကောင်းကောင်းသိပါတယ်။ချက်လက်မှတ်တွေပေါ်ကတန်လိုက်မင် magnetic ink နံပါတ်တွေကိုပြုပြင်ပြီးဘဏ်ကစစ်ဆေးဖို့ကြာအောင်လောက်ကငွေထုတ်လေးရှိပါတယ်။စုစုပေါင်းဒေါ်လာ9 သန်းယနေ့ခေတ်တန်မိုးဒေါ်လာတန်ပေါင်းများစွာလိမ်လည်ခဲ့ပါတယ်1969ခုနှစ်အသက်22နှစ်အရွယ်မှာတော့သူ့ရဲ့ဇလန်းဆုံးကန်းတိုင်ခဲ့ပြီးပြင်သစ်နိုင်ငံမှာအဖမ်းခံခဲ့ရပါတယ်။ပြင်သစ်ထောင်၊ဆွီဒင်ထောင်နဲ့အမေရိကန်ထောင်တွေမှာ6 နှစ်ခွဲလောက်ကြာခံပြီးချိန်မှာတော့ပါကသူ့ကိုကမ်းလှမ်းမှုတစ်ခုပြုလုပ်ပါတယ်။မင်းထောင်ထဲမှာပဲဆက်နေမလားဒါမှမဟုတ်မင်းရဲ့ဗဟုသုတတွေကိုတုံးပြီးပါကိုချက်လက်မှတ်အတူဖမ်းတဲ့နေရာမှာကူညီမလားတဲ့။ Frank ဟာဒုတိယလမ်းကိုရွေးခဲ့ပါတယ်။သူဟာပိုက်မှာနှစ်ပေါင်း40ကျော်ကြာအတိုင်ပင်ခံအဖြစ်လုပ်ကင်ခဲ့ပြီးဒီနေ့ခေတ်သုံးနေတဲ့ချက်လက်မှတ်တွေလုံခြုံရေးစနစ်တွေပိုမိုကောင်းမွန်လာအောင်ကူညီပေးခဲ့ပါတယ်။ Frank Abane ဟာကဘာကျော်လူလိမ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ဉာဏ်ပညာကိုအကောင်းဘက်မှာအသုံးချပြီးလူအဖွဲ့အစည်းကိုပြန်လည်ပေးဆက်ခဲ့သူတဦးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။